အခုရောက်ရှိနေတာကတော့ထုံပူရီဘန်ရမမ်ဆေးရုံကြီးဖြစ်ပါတယ်။ Buy one get one package promotion တွေရှိတာမို့မြန်မာလူနာတော်တော်များများ medical check-up အတွက်ရွေးချယ်ကြတဲ့ဆေးရုံကြီးဖြစ်ပါတယ်။ medical check-up အတွက်ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့တဲ့အကြောင်းလေးကိုပြန်လည်ဝင်မျှပေးလိုက်ပါတယ်ရှင်။ထုံပူရီဘန်ရမမ်ဆေးရုံကြီးမှာ medical check-up စစ်ဆေးမှုအတွက်ဘတ်3000မြန်မာငွေ4သိန်းဝန်းကျင်မှာစတဲ့ package တွေကိုမိမိတို့ရဲ့အသက်အရွယ်ယောဂအခန်းရှိမရှိပေါ်မူတည်ပြီးရွေးချယ်စစ်ဆေးနိုင်ပါတယ်။ဒါအပြင်တဦးစစ်တဦးခမဲ့ package တွေရှိပြီးတော့ကင်ဆာညှိုးကိန်းပါဝင်ကျန်းမာရေးစစ်ဆေးမှုပေါင်း32မျိုးကိုပါဝင်တဲ့ package ကိုမှမြန်မာငွေ12သိန်းဝန်းကျင်ခန့်သာကျသင့်မှာဖြစ်ပါတယ်။ medical check-up စစ်ဆေးမဲ့သူတွေဟာကျမတို့ဒေါက်တာဇော် medical service ကထုတ်ပေးလိုက်တဲ့ appointment slip နဲ့ information counter မှာအရင်စာရင်းသွင်းရပါတယ်။ဒါကတော့ medical check-up တည်တဲ့အတွက် check-up center ပါ။အရင်ဆုံးအခြေခံစစ်ဆေးမှုတွေဖြစ်တဲ့သွေးပေါင်ချိန်တိုင်းတာအပူချိန်တိုင်းတာနဲ့သွေးစစ်ဆေးမှုတွေစတင်ပါတယ်။ယောဂအခန်းရှိမရှိနဲ့လက်တလောခံစားနေရတာတွေကိုဖုန်းထဲမှာအရင်ဖြည့်ရပါတယ်။ဆေးရုံမှာမြန်မာတင်းလည်းရှိရမို့ဘာသာစကားခက်ခဲလဲစိတ်ပူစရာမလိုပါဘူးနော်။ရင်သားတက်မှန် ultrasound နဲ့ရင်ဘတ်တက်မှန်စစ်ဆေးမှုအတွက်စောင့်ဆိုင်းနေတာပါ။ထုံပူရီဘန်မရန်ဆေးရုံကြီးရဲ့ excellent center တစ်ခုဖြစ်တဲ့ diabetic wound care center ကိုရောက်ရှိနေတာဖြစ်ပါတယ်။ဒီဌာနမှာဆိုရင်စီးချိုချောင်းဖြစ်တဲ့အနာကိုခြေချောင်းလက်ချောင်းတွေဖြတ်ထုတ်စရာမလိုတဲ့ limb saving ကုသမှုတွေဖြစ်တဲ့ fluorobin ကုသမှု hyperbaric oxygen therapy ကုသမှုတွေနဲ့ကုသပေးနေပါတယ်။ hyperbaric oxygen therapy ကုသမှုဟာစီးချိုချောင်းခြေလက်များအနာဖြစ်ခြင်းသွေးစီးဆင်းမှုမကောင်းခြင်းကြောင့်ခြေချောင်းများပုပ်ခြင်းအာရုံကြောပျက်စီးခြင်းကြောင့်အကြားအာရုံအားနည်းခြင်းအခြေအနေတွေမှာကုသနိုင်ပါတယ်။ကုသချိန်အနေနဲ့တနာရီ2နာရီဝန်းကျင်ကန်သာကြာမြင့်မှာဖြစ်ပြီးတော့လူနာအခြေအနေပေါ်မူတည်ပြီးပေးရမယ့်အချိန်ရည်အတွက်ကိုဆုံးဖြတ်ပေးပါတယ်။ medical check-up စစ်ဆေးပြီးနောက်ဆေးရုံကတာဝန်ရှိသူတွေနဲ့လည်းအမှတ်တရပုံလေးတွေရိုက်ခဲ့ပါတယ်။ခုလိုနိုင်ငံတကာစစ်မီဆေးရုံကြီးဖြစ်တဲ့ထုံပူရီဘန်မရန်ဆေးရုံကြီးမှာပြသလို့ရဆိုရင်ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှုမှတစ်ဆင့်ဆက်သွယ်ဆောင်စမ်းနိုင်ပါတယ်ရှင်။